ဒီနေ့အလူရှင်များနဲ့တကွာဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနေဖြင့်တက္ကတန်ယုတ်တာနိကေတိဝရတန်ယုတ်ဓမ္မမတန်တင်ထားတဲ့12ခုမြောက်အကြောင်းအရာလေးတွေကိုဒီနေ့ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တိဝရဆိုတာဦးဇင်းတို့နတ်ကိုပြောတာပေါ့နော်နတ်တွေမြမာတွေကိုဒီဝါပေါ့အဲ့တော့နတ်တွေမြမာတွေလျှောက်ထားချက်တွေကိုမှတ်တမ်းတင်ထားတဲ့အကြောင်းအရာလေးတွေပေါ့နော်အဲ့ဒီမှာနတ်သားတယောက်လျှောက်ထားတဲ့အကြောင်းအရာလေးတွေဒီနေ့ဦးဇင်းတို့ဟောကြားရမှာပေါ့အဲ့တော့အဲ့ဒီနတ်သားဟာဦးဇင်းတို့ဘာလာလျှောက်တော့ဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားကိုလောကမှာတတ္တဝါတွေပျော်ရွှင်ရတဲ့အကြောင်းအရာလေးတွေ၄ချက်နဲ့၃ချက်ပေါ့လေလူတွေပျော်ရွှင်ရတဲ့နတ်တွေပျော်ရွှင်ရတဲ့အကြောင်းအရာလေး၃ချက်နဲ့မပျော်ရွှင်ရတဲ့အကြောင်းလေးဟာတစ်ခုသူ့အမြင်နဲ့လျှောက်ထားတယ်အဲ့တော့ဘယ်လိုလျှောက်ထားလဲဆိုတဲ့အခါကျတော့နန္တတိပုဒ္ဒေဟိပုဒ္ဓိမာကောမာကောဟိတထေဝနန္တတိဥပတိဟိနရတနန္ဒနာနာဟိသောနန္တတိယောနိတုပတိမြတ်စွာဘုရားနန္တတိပုဒ္ဒေဟိပုဒ္ဓိမာသားတွေအများကြီးရှိတဲ့မိဘတွေဟာတဲ့အဲ့ဒီသားတွေအများကြီးကြောင့်မို့လည်းပြောရပါတယ်တဲ့အဲ့တော့မိဘတွေအနေနဲ့သားမရှိဘူးပေါ့နော်ဒီမှာတော့သားကိုအတိကရှောင်နေတာပေါ့အဲ့တော့ကိုယ်ဘဝမှာသားသမီးမရှိဘူးဆိုလို့ရှိရင်ဒါအထီးကျန်ဆန်းတယ်လို့ဖြစ်တယ်ဆိုတော့ဒါသူ့အမြင်နဲ့ရှောက်လောကမှာလည်းဒီတိုင်းပဲဖြစ်ပါလိမ့်မယ်နော်အဲ့တော့သားသမီးတွေအများကြီးရှိမယ်ဆိုလို့ရှိရင်ဒါပြောရတယ်ကောမာကောဟိတထေဝနန္တတိဆိုတာကဒုက္ခဒုက္ခကတော့ဦးဇင်းတို့ကားတွေမှာနေပေါ်တဲ့ခင်မဟုတ်တော့နွားရှိတဲ့သူဟာလည်းပဲအဲ့ဒီနွားတွေအများကြီးကြောင့်မို့လဲပျော်ရွှင်ရပါတယ်လို့သူကရှောက်တာဥပတိဟိနရတနန္ဒနာဆိုတာဥပတိဆိုတဲ့နေရာမှာကမ္မဂုဏ်နဲ့ဥပတိလို့ခေါ်တာကမ္မဥပတိအဲ့တော့ကမ္မဂုဏ်ရှိတဲ့လူတွေဟာလည်းအဲ့ဒီကမ္မဂုဏ်ကြောင့်ပျော်ရွှင်ကြရတယ်ဗျာတဲ့အဲ့ဒီ၃ချက်နဲ့ပတ်သက်ပြီးတော့သူကလျှောက်တာပေါ့နော်နောက်ဆုံးတစ်ချက်ကတော့နာဟိသောနန္တတိယောနိတုပတိကမ္မဂုဏ်တွေဘာမှမရှိတဲ့လူတွေအနေနဲ့ဘယ်မှာပြောစရာရှိမှာတော့တဲ့နော်အဲ့တော့ဒီကမ္မဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့သူကဒါသူလျှောက်သွားတာလေးတွေကအားလုံးကလူတွေလည်းဒီတိုင်းပဲမြင်ကြတာပါပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါကမ္မဂုဏ်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတော်မြတ်စွာဘုရားကအပြစ်တွေကိုပြောတာများတယ်အဲ့ဒီဆိုတော့အခုဒီနတ်သားလျှောက်တဲ့အကြောင်းအရာလေးတွေကမားသလားဆိုတော့မားတော့မမားပါဘူးနော်မှန်ပါတယ်သူလျှောက်တာလေအဲ့တော့သားသမီးရှိတဲ့လူကလည်းသားသမီးကြောင့်ပြောရတာပါပဲအဲ့တော့နွားရှိတဲ့သူဒီနေ့ခေတ်ဆိုကားရှိတဲ့သူကကားကြောင့်ပြောရတယ်ကမ္မဂုဏ်အာယုန်နဲ့ပြည့်ပြည့်စုံနေတဲ့လူတွေဟာလည်းအဲ့ဒီကမ္မဂုဏ်အာယုန်ကြောင့်ပြောရတယ်ဟုတ်ပါတယ်နော်မြတ်စွာဘုရားအနေနဲ့လည်းပဲအဲ့ဒီကမ္မဂုဏ်တွေမှာပြောစရာရှိတယ်လို့မိန့်ပါတယ်ဆိုတော့အပြစ်တွေကြီးပဲဟောနေတယ်ဆိုတဲ့အခါကျတော့မြတ်စွာဘုရားကမ္မဂုဏ်ရဲ့အပြစ်တွေကိုပဲဟောနေတယ်ဆိုတော့ဒီကမ္မဂုဏ်မှာချမ်းသာမှုကလုံးဝမရှိလို့လားဒီလိုတော့မဟုတ်ပါဘူးနော်အဲ့တော့ရှိပါတယ်တဲ့ရှိပါတယ်ဒါပေမဲ့ဒုက္ခကနည်းနည်းလေးဘဟုဒုက္ခဘဟုပါယတာတဲ့ဒုက္ခကများတယ်ဥပါယတာပင်ပန်းမှုတွေကများတယ်တဲ့အဲ့တော့စဉ်းစားကြည့်ပေါ့နော်ဦးဇင်းတို့သားသမီးတွေရှိလာတဲ့ပုဂ္ဂိုလ်တွေဒါသားသမီးကြောင့်ဖြစ်လာတဲ့ဝမ်းသာမှုတွေဒါရရှိကြမှာအမှန်ပါပဲဒါပေမဲ့အဲ့ဒီသားသမီးနဲ့ပတ်သက်ပြီးတော့
ချမ်းသာမှုနဲ့ဆင်းရဲမှုဘေးတဲ့ကပုံများတယ်လေနော်အဲ့ဒါလေးစဉ်းစားကြည့်ပေါ့ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီဟာတွေပုံပေါ်အောင်လို့ကာမဂုဏ်ရဲ့အဖြစ်တွေကိုဟောရတာဖြစ်တယ်အဲ့တော့ဇာထဲမှာဆိုတော့ဘယ်လိုလေးပြောထားလဲဆိုတဲ့အခါကျတော့သားသမီးတွေနဲ့ပဲဖြစ်ဖြစ်ကားနဲ့ပဲနွားနဲ့ဖြစ်ဖြစ်ကာမဂုဏ်အာယုန်နဲ့ဖြစ်ဖြစ်တဲ့မပြည့်စည်ခင်လည်းပူရတယ်တဲ့နော်သားသမီးတွေနဲ့ခွဲခွာရတဲ့အခါမှာပြောပြည့်မှပြည့်စည်သွားမလားနော်ဒုက္ခများရောက်နေပြီလားဒီလိုမျိုးကြိုပြီးတော့လည်းပူရတယ်တဲ့ဒုက္ခရောက်နေတဲ့အချိန်မှလည်းပဲပူရတာပဲတဲ့ဒုက္ခရောက်များရောက်မလားဆိုပြီးတော့လည်းပူရတယ်ဆိုပြီးတော့ကာလ၃ပါးလုံးမှာပူရတယ်ဆိုနော်အဲ့တော့ချမ်းသာတဲ့ဆင်းရဲကပုံများနေတယ်ပေါ့လေချမ်းသာတဲ့ဆင်းရဲကပုံများနေတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီအပြစ်ကလေးကိုမြင်အောင်လို့မြတ်စွာဘုရားဟောရတာဖြစ်တယ်အဲ့လိုအပြစ်တွေကြိုပြီးတော့မြင်ထားတယ်သိထားတယ်ဆိုတဲ့အခါကျတော့တကယ်တမ်းကြုံလာတဲ့အခါမှာဦးဇင်းတို့တွေတခါတခါမတို့တွေသက်သာခွင့်ရကြတယ်ပေါ့ဦးဇင်းတို့အသိပညာတွေတင်ကြရတယ်အသိပညာတွေရရှိအောင်လုပ်ကြရတယ်ဆိုတာဘာလို့ဖို့လဲဆိုတော့ပြဿနာလေးကိုဖြေရှင်းဖို့အတွက်ဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကအခုလိုမျိုးကာမဂုဏ်တွေရဲ့အဖြစ်တွေမဟောတဲ့အခါကျတော့ခုနသားသမီးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်တဲ့ဆင်းရဲတွေကိုမဟောဘူးဆိုလို့ရှိရင်ဒါလူသားတွေအနေနဲ့အဲ့ဒါသတိမထားမိဘူးသတိမထားမိတဲ့အခါကျတော့အရန်တွေ့တာမှုဖြစ်တယ်အရန်တွေ့တာမှုဖြစ်လေတကယ်တမ်းခွဲခွာရတဲ့အခါကျတော့ပို့ပြီးတော့ဒုက္ခရောက်လေပဲတဲ့နော်အဲ့လိုမျိုးကြောင့်ဒါသက်သာခွင့်ရအောင်လို့ဦးဇင်းတို့မြတ်စွာဘုရားကဒါအပြစ်တွေကိုပြောရတာဖြစ်တယ်ပေါ့နော်ချမ်းသာမှုလုံးဝမရှိလို့မဟုတ်ပါဘူးဦးဇင်းတို့တောတွေတောင်တွေမှာငါးဖမ်းတယ်လို့ပေါ့ငမားချိတ်မှာတီစာလေးကောင်လေးတက်ပြီးတော့ရေထဲချလိုက်တဲ့အခါမှာငါးကမမြင်ဘူးအစာလောက်ပဲမြင်တာအဲ့ဒီအစာကိုမမောပြီးတော့ငမားချိတ်ကိုဟတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာအာကောင်ကိုငမားချိတ်နဲ့စူးတဲ့တန်ရာကြီးခံရတယ်မပြောပါတော့တဲ့အစာအာဟာရတွေနဲ့နော်ဒီထက်မကသူကအသက်ခံရပြီးတော့နောက်ဆုံးဟင်းအိုးထဲမှာရောက်သွားနိုင်တယ်တဲ့ဆိုတော့မြတ်စွာဘုရားကအဲ့ဒါမျိုးပေါ့နော်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ချမ်းသာလုံးဝမရှိဘူးလို့တော့မဟောပါဘူးရှိတယ်ဒါပေမဲ့အဲ့ဒါဦးဇင်းတို့ငမားချိတ်နဲ့တက်ပေးထားတယ်လို့ပဲအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြုံရတဲ့အခါမှာလူလိမ့်ပြီးတော့တချို့ခံရတယ်လေသားသမီးတွေပျက်စီးသွားတဲ့အခါမှာဆိုလို့ရှိရင်เนาะသူတို့ခွဲခွာသွားတဲ့အခါမှာဆိုလို့ရှိရင်လူလိမ့်ပြီးတော့ခံကြရတယ်တချို့များเนาะနှလုံးကွဲပြီးတော့ဆုံးတဲ့အထိကိုဖြစ်သွားကြတယ်ဒါဘာကြောင့်လဲဆိုတော့ကြိုပြီးတော့မမြင်ထားလို့အဲ့တော့အသိပညာဆိုတော့ဒီမှာအသုံးချရတာပေါ့နော်ဘုရားဟောနေတယ်ဆိုတာအသိပညာတွေဖြန့်ဝေပေးတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအသိပညာတွေရှိထားတဲ့အခါမှာခုနကတော့ငါပြောတယ်သားသမီးတွေဟာသားသမီးတွေနဲ့ပဲဖြစ်ဖြစ်ကာမဂုဏ်အာယုန်တွေနဲ့ပဲဖြစ်ငါတို့ကအရင်ခွဲရင်ခွဲမခွဲရင်သူတို့ကခွဲရမှာပါလားလို့ဦးဇင်းတို့ဒီကြိုပြီးတော့နှလုံးသွင်းထားမယ်ဆိုလို့ရှိရင်တကယ်တမ်းခွဲခွာရတဲ့အခါမှာအဲ့လောက်ထိခံစားချက်မရှိတော့ဘူးပေါ့လေနော်ခံစားချက်မရှိတော့ဘူးဘာလို့ဆိုတော့ဒီအရာဖြစ်လာနိုင်တယ်လို့ကိုကကြိုတွက်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတကယ်ဖြစ်လာတဲ့အခါမှာသိပြီးတော့မခံစားရတော့အဲ့ဒါကိုမြတ်စွာဘုရားကဖြစ်စေချင်တာဖြစ်ပါတယ်နော်လုံးလုံးသိလေလေဒါတွေနဲ့ပတ်သက်ပြီးတော့ခံစားချက်မရှိလေလေပါပဲနော်တွေ့တာမှုမရှိလေလေတကယ်တမ်းခွဲခွာရတဲ့အခါမှာခံစားချက်မရှိလေလေပဲပေါ့ဒုက္ခမရောက်လေပဲပေါ့နော်ဦးဇင်းတို့ပြောနေတဲ့အရာလေးတစ်ခုရှိတယ်တွေ့တာမှုနည်းလို့ရှိရင်နော်ဒုက္ခရောက်မှုနည်းတယ်ဆိုတာဆိုကြပါစို့ဦးဇင်းတို့ကိုယ်ကားတစ်စီးဝယ်လိုက်တယ်ကားနဲ့ပတ်သက်ပြီးတော့ပူပန်ရပြီညကြလို့ရှိရင်နောက်မိဘတို့မှဖြုတ်ခိုးသွားမလဲပူပန်ရတယ်နော်စိုးရိမ်ရတယ်အဲ့ဒီကရောင်းထုတ်လိုက်တော့အဲ့ဒီကဘာဖြစ်ကိုနဲ့မဆိုင်တော့ဟုတ်လားကိုမှတွေ့တာမှုမရှိတော့တွေ့တာမှုမရှိတော့တဲ့အခါကျတော့အဲ့ဒီကနဲ့ပတ်သက်ပြီးတော့ဘာဖြစ်ကိုမှခံမခံစားရတော့နော်အဲ့ဒီဟာပဲရောက်သွားလဲဆိုတော့အဲ့ဒီပက်ဆန်တို့ပေါ်မှာရောက်သွားတာပေါ့နော်ကားကိုရောင်းလိုက်တဲ့အခါကျတော့ပက်ဆန်ရောက်လာနေပက်ဆန်နဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေဖြစ်ရပြန်ပြီပျောက်သွားမှဆိုရတယ်ခိုးသွားမှဆိုရတယ်
အဲ့တော့တွေ့တာမှုရှိလေလေဒီအရာနဲ့ပတ်သက်ပြီးတော့ကိုကဒုက္ခရောက်နေပြီပဲနော်ဒုက္ခရောက်နေပြီပဲဒါကြောင့်မလို့ဦးဇင်းတို့ဒါဗုဒ္ဓရဲ့ဓမ္မတွေဆိုတာကအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့နောက်ကဖြစ်လာနိုင်တဲ့ဒုက္ခတွေကိုဟောကြားနေရတာဖြစ်တယ်ချမ်းသာအတွက်ကတော့ဟောနေစရာမလိုပါဘူးကမ္မကောအာယုန်ကြီးချမ်းသာတယ်ဆိုတာဒီလူတွေအားလုံးသိကြပြီးသားနော်ဒါပေမဲ့အလုံးအကျုံကြီးမဖြစ်အောင်လို့ဦးဇင်းတော်မြတ်စွာဘုရားနောက်မှရှိတဲ့ငမြချေရှိတယ်လို့လှမ်းပြီးတော့တတိပေးတာနော်လှမ်းပြီးတော့တတိပေးတာပါအဲ့တော့အဲကြောင့်မြတ်စွာဘုရားအောက်ကကာထာလေးသောစတိဗုဒ္ဓေဟိဗုဒ္ဓိမာကောမာကောဟိတထေဝသောစတိဥပတိဟိနရတသောဇနာနာဟိသောစတိယောနိရုပတိတဲ့သာသမီရှိတဲ့သူဟာသာသမီကြောင့်သောစတိဝမ်းနဲ့ပူဆွေးကြရတယ်လေတဲ့နော်ဝမ်းနဲ့ပူဆွေးရတယ်အဲ့တော့ပဲနွားရှိတဲ့သူဟာလည်းပဲနွားကြောင့်ကားရှိတဲ့သူဟာလည်းကားကြောင့်ပူဆွေးကြရတယ်ကမ္မဂုဏ်အာယုန်တွေပေါ်မှာတက်မဲ့တဲ့သူတွေရတယ်အဲ့ဒီကမ္မဂုဏ်အာယုန်တွေကြောင့်ဆင်းရဲကြရတယ်တဲ့ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဓာတ်ပေါ်မှာပေါ့နော်ဓာတ်သွားပေါ်မှာဦးဇင်းတို့ပြားရည်လေးတုတ်ထားလိုက်အဲ့တော့အောက်ကဓာတ်ကိုမမြင်တဲ့လူကကြတော့နော်အဘောကပြားရည်ကိုချိုတယ်ဆိုပြီးတော့အာရပါရကြီးကောက်ရက်လိုက်လို့ရှိရင်ရှာပြက်ပြီးတော့အဲ့ဒီမှာဒုက္ခရောက်မှာပဲလေဒါကြောင့်မြတ်စွာဘုရားကအပေါ်ကပပလေးကိုတိတ်မပြောတော့ရံဖန်ရံကတော့မိန်တော်မူပါတယ်သို့တော့အောက်ကအဲ့ဒီတဲ့အစမတန်ပြန်ပေးဆက်ရမယ်ဒုက္ခတွေကိုတတိပြုမိအောင်လို့နော်တတိပြုမိအောင်လို့အဲ့လိုတတိပြုမိလို့ရှိရင်ဘာဖြစ်လဲဆိုတဲ့ခါကျတော့ခုနကတော့တတ်တာခွင့်ရကြတယ်ကြည့်လေဝိတာခါတို့အနာတပိန်တထေကြီးတို့တော်မှာပဲအဲ့ဒီအရာမျိုးနဲ့ဒါမြတ်စွာဘုရားဒီတရားသမားတွေကိုတီးထားတော်လည်းပဲနှလုံးသွင်းမှုဒါတွေကိုပဲပဲနဲ့တီးထားတဲ့အသိမရှိဘူးဆိုလို့ရှင်ဟောဝိတာကမှသူ့ရဲ့တူမဆုံးတဲ့အခါကျတော့ငိုရတယ်တဲ့နော်ဒါသောတာပန်ပုဂ္ဂိုလ်ဖြစ်နေပြီသောတာပန်ပုဂ္ဂိုလ်တော်မှပဲနော်ဆွဲလန်းမှုတွေရှိနေသေးတဲ့အခါကျတော့ဒါလည်းနဲ့ပတ်သက်ပြီးတော့ဖြစ်စီတယ်ဆိုတဲ့အခါကိုနှလုံးသွင်းမှုအားနေတဲ့အခါကျတော့ဟောတူမလေးဆုံးတော့ငိုရတယ်တဲ့အဲ့ဒီလိုပဲအနာရမိန်တထေကြီးကလည်းပဲသူ့ရဲ့သမီးအဲ့ဒါသူ့ရဲ့သမီးဆုံးတဲ့အခါမှာသူကလည်းပဲဒီလိုပဲဝမ်းနဲ့ပဲလည်းဖြစ်ရတာပဲပေါ့နော်ဝမ်းနဲ့ပဲလည်းဖြစ်ရတယ်ဘာကြောင့်လဲဆိုတော့ဟိုဓာတ်တွေကိုဥစဉ်တော့အမြဲတမ်းလို့နှလုံးသွင်းထားဖို့လိုတယ်စမ်းကြည့်လို့ရတယ်ပေါ့နော်ကိုရှိရောက်လာတဲ့ကိုမြန်တို့တဲ့ပစ္စည်းလေးတစ်ခုဒါတွေဟာပျက်စီးတတ်တယ်တစ်ချိန်ချိန်ကြာရင်တော့ပျက်စီးသွားမှာပဲလို့နှလုံးသွင်းထားခြင်းတကယ်အဲ့ဒီပစ္စည်းပျက်စီးသွားတဲ့အခါမှာတိတ်ပြီးတော့ဝမ်းနဲ့မဖြစ်တော့ဝမ်းနဲ့တယ်ဆိုရင်အကြီးတော့မဖြစ်တော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုဦးဇင်းတို့ကပုထုဇဉ်တွေအနေနဲ့ကျတော့ဒါကိုလုံးဝသိမြင်တာမဟုတ်သေးဘူးလေတုဒ္ဒမယဉာဏ်နဲ့စိဏမယဉာဏ်နဲ့လောက်ပဲသိထားတာဆိုတော့လုံးလုံးသိတာမဟုတ်တဲ့အခါကျတော့လုံးလုံးတောကမဖြစ်အောင်တော့မစွမ်းနိုင်ဘူးသို့တော့တောကနည်းအောင်တော့လုပ်လို့ရတယ်ဒါကြောင့်ဘယ်အရာကိုမဆိုဦးဇင်းတို့ကဒါတွေဟာငါတို့ဝမ်းနေဖို့အတွက်ပဲလို့နော်ဝမ်းနေဖို့အတွက်အကြောင်းတရားပဲလို့ကြိုးပြီးတော့တွက်ထားရမယ်ဒါတွေနဲ့တစ်ချိန်ချိန်ကြာရင်ခွဲရမှာပဲဆိုတာကိုလည်းနှလုံးသွင်းထားရမယ်နောက်ဆုံးတစ်ချက်ကကြတော့ဘာလဲဆိုတော့အဲ့ဒီကမ္မဂုဏ်အာယုန်နေမရှိတဲ့ဘဝဘယ်မှာပြောရမှာလဲလို့နတ်သားကလျှောက်တယ်အဲ့တော့လူစင်းရဲတွေကိုပြောတာပေါ့နော်သူတို့မှတချို့လူတွေအရန်စင်းရဲကြတယ်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်အဲ့ဒီစင်းရဲတဲ့လူတွေအနေနဲ့ကြတော့ဘာမှပြောစရာရှိမှလဲတော့ဒါသူကကမ္မဂုဏ်ဒီဘက်ကလဲပြီးတော့ပြောတာပေါ့ဦးဇင်းတော်မြတ်စွာဘုရားကတော့အဲ့လောက်နဲ့တည်းမဟုတ်တော့ဘဲနဲ့ဥပတိဆိုတာကဒီနေရာမှာ၄ပါးရှိတယ်ပေါ့နော်ကာမုပတိဆိုတဲ့ကမ္မဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့တက်မှတ်တဲ့လောဘမရှိတာ
ကိလေသာပရိဆိုတဲ့ကိလေသာတွေမရှိတော့တာအပိသင်္ခါရုပရိဆိုတဲ့ကံတရားတွေဖြတ်တောက်ပြစ်လိုက်တာယဟန္တာပုဂ္ဂိုလ်ကိုပြောတာပါပဲအဲ့တော့ယဟန္တာပုဂ္ဂိုလ်အနေနဲ့ကြတော့တဲ့အဲ့ဒီဥပရိမရှိတဲ့ယဟန္တာပုဂ္ဂိုလ်အနေနဲ့ကြတော့ဒါလုံးဝမနေရတော့ပါဘူးတဲ့အဲ့တော့အ ਨੇ ဆုံးဦးဇင်းတို့အနာဂတ်လောက်ဖြစ်ပြီဆိုတာနဲ့တော်တော်လေးကိုသက်သာသွားပါပြီအဲ့တို့မှလည်းသားသမီးရှိတာပဲလေနော်ဟိုကာမဂုဏ်အာယုန်တွေလည်းရှိကြတာပဲယဟန္တာပုဂ္ဂိုလ်တွေမှာဆိုလို့ရှိရင်ဒါကာမဂုဏ်အာယုန်တွေဆိုတာဦးဇင်းတို့ကာမဂုဏ်ဆိုတော့ဟိုတချို့ကဖော့ထပ်ပါယုံလောက်ကိုပဲသွားပြီးတော့တတိပြုမိတယ်မဟုတ်ဘူးမြင်ရတဲ့အာယုန်ကြားရတဲ့အတန်တွေနှာခေါင်းနဲ့နှမ်းရှူရတဲ့အနံ့တွေရှားနဲ့လျက်ရတဲ့အရာတွေဒါတွေကတော့ယဟန္တာပုဂ္ဂိုလ်လည်းရှောင်လို့မရဘူးလေအဲ့တော့ကာမဂုဏ်ဆိုတာကအဲ့ဒါလေးအရာအလုံးပါတယ်ပေါ့သို့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကြတော့ခံစားမှုမရှိတော့ဘူးပုထုဇဉ်တွေကြတော့အကြီးကျယ်ခံစားရတယ်ဆိုတာဘယ်လိုကွာသွားတယ်လဲဆိုတော့အဲ့ဒီပေါ်မှာသိတဲ့အသိပညာကွာသွားလို့တဲ့နော်သိတဲ့အသိပညာကွာသွားလို့ဟိုသူတို့ကကြတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ခုနကပြောခဲ့သလိုပဲနောက်မှငများချိတ်ရှိတယ်ဆိုတာကိုသူတို့ကကြိုတီးတယ်ကြိုပြီးတော့သိထားတယ်တကယ်ကိုပိုင်းနိုင်သိသွားတာပေါ့နော်အဲ့ဒီပြားရည်ဆက်ကပြားရည်ဆက်အောက်မှာအမရန်ထက်တဲ့ဓာသွားရှိတယ်ဆိုတော့သူတို့ကသိတယ်သိတဲ့အခါကျတော့အပေါ်ယံလေးပဲနော်ဒီမမြင်မကြည့်ဘူးလားဆိုတော့ကြည့်တယ်ဒါပေမဲ့လောဘမပါရဘူးဒေါသမဖြစ်စေရအောင်ကြားရတဲ့အတန်နဲ့ပတ်သက်လို့အဲ့လိုပဲနိုင်ရတဲ့အနတ်နဲ့ပတ်သက်ပြီးတော့စားရတဲ့အစာအာဟာရနဲ့ပတ်သက်ပြီးတော့လည်းမစားဘူးလားဆိုတော့စားရတာပေါ့ခန္ဓာရှိတော့လည်းစားပေးရတယ်လေဒါပေမဲ့အဲ့ဒီပုံမှာသူတို့ကဒါကြီးကိုလွန်လွန်ကဲကဲဖြစ်သွားလို့ရှိရင်ဒုက္ခရောက်မယ်ဆိုတာသူတို့ကကြိုသိတယ်သိထားတဲ့အခါကျတော့သူတို့ဒီစားတော့စားတယ်အာရပါရကြီးမစားဘူးပေါ့နော်လောဘတကြီးလည်းမစားဘူးမကောင်းလို့ဆိုပြီးတော့လည်းပဲစိတ်ထဲမှာမှဒေါမနတတွေဖြစ်မသွားတော့ဘူးပေါ့အဲ့ဒါငြိမ်းချမ်းရေးတရားပဲပေါ့နော်တကယ်လောကကြီးထဲမှာဥစဉ်တော့ငြိမ်းချမ်းခြင်းနဲ့ဆိုလို့ရှိရင်အဲ့လိုမဖြစ်ဖြစ်အောင်ဥစဉ်တော့လုပ်ယူရတာပဲပေါ့နော်တရားအထောက်အကူဆိုတာပါလို့ဖို့တယ်အဲ့ဒီအရာအားလုံးနဲ့ပတ်သက်ပြီးတော့ဥစဉ်တို့တွေဒီကောင်းလို့လည်းပဲလွန်လွန်ကဲကဲဖြစ်မသွားအောင်မကောင်းလို့လည်းပဲဒေါမနတဒေါသတွေဖြစ်မသွားအဲ့ဒီနှစ်ခုကိုဥစဉ်တို့လုံနိုင်ပြီဆိုတာနဲ့ဒါငြိမ်းချမ်းပြီအဲ့ဒီနှစ်ခုကိုမလုံနိုင်ဘူးဆိုလို့ရှိရင်တော့ဥစဉ်တို့ငြိမ်းချမ်းရေးအစ်စ်ကိုဘယ်တော့မှရမှာမဟုတ်ဘူးလေဥစဉ်တို့လောကမှာပြောနေကြတဲ့ငြိမ်းချမ်းရေးဆိုတာတိုင်မှုခိုက်မှုမရှိတာတော့ကိုပဲငြိမ်းချမ်းရေးလို့ပြောကြတာတယောက်နဲ့တယောက်မုန်းတီးမှုတွေနော်တယောက်နဲ့တယောက်ဒုက္ခပေးမှုတွေကရှိနေသေးတဲ့အခါကျတော့ဒါထာဝရငြိမ်းချမ်းရေးလို့ပြောလို့မရဘူးတကယ်ငြိမ်းချမ်းရေးအစ်စ်လို့ပြောလို့မရဘူးတကယ်ငြိမ်းချမ်းခြင်းတယ်ဆိုတော့ခုနကပြောတဲ့အရာလေးတစ်ခုကိုဦးဇင်းတို့ကကိုယ့်ရဲ့တဏ္ဍာမှာဖြစ်လာလို့ရမှာဘာပဲဖြစ်ဖြစ်လွန်ကဲမှုမဖြစ်အောင်နော်ဒါကြောင့်မလို့ဦးဇင်းတို့မြန်မာစကားမှာတန်စီလွန်ပြီးတောင်းတန်ရုံလောက်ဆိုလို့ရှိရင်ဦးဇင်းတို့တွေဒီစင်ပြေတယ်လွန်သွားလို့ရှိရင်လည်းအဲ့ဒါပေးဖြစ်တယ်တဲ့နော်တန်ရင်စီပေါ့နော်စီဖြစ်တယ်အဲ့ဒီလိုပဲဦးဇင်းတို့ယဟန္တာပုဂ္ဂိုလ်တွေဒီမြင်ရကြားရနားရစားရထိတွေ့ရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လွန်ကဲမှုတွေမဖြစ်တော့ဘူးတဲ့အဲ့ဒါကြောင့်သူတို့ဒီငြိမ်းချမ်းမှုရသွားတာနော်ငြိမ်းချမ်းမှုတွေရသွားကြတာပုထုဇဉ်တွေအနေနဲ့ကြတော့ဦးဇင်းတို့တွေကဒါသူတို့လောက်ထိမစွမ်းနိုင်သေးတဲ့အခါကျတော့အဲ့ဒီရဲ့အကြောင်းကိုကောင်းကောင်းသိတော်မူကြတဲ့မြတ်စွာဘုရားတို့ဟောတော်မူတဲ့အဲ့ဒီတရားလေးကိုနှလုံးသွင်းပြီးတော့ဒါတွေဟာဒီလိုနောက်ဆက်တွဲဆင်းရဲတွေရှိပါလားလို့ကြိုပြီးတော့သိထားတယ်သိထားတဲ့အခါကျတော့ဒါတွေနဲ့ခွဲခွာရတဲ့အခါဒါတွေကိုစွန့်လွတ်လိုက်ရတဲ့အခါမှာတက်တာခွင့်ရကြတယ်ပေါ့နော်အဲ့ဒီမှာဦးဇင်းတို့လူချင်းကွာသွားတာပေါ့နော်လူချင်းကွာသွားတာတချို့လူတွေစိတ်ချမ်းသာတယ်တချို့လူတွေစိတ်ဆင်းရဲကြတယ်ဆိုတာအဓိကအကြောင်းအရာတွေတခြားမဟုတ်အဲ့ဒါပဲနော်အဲ့ဒါပဲဘယ်အရာနဲ့မဆိုဦးဇင်းတို့ဒီဒါအဲ့ဒီလွန်ကဲမှုတစ်ခုဖြစ်မသွားအောင်ကြိုးစားရမှာလွန်ကဲမှုတစ်ခုဖြစ်မသွားအောင်လေဝိနေယလောကေပိစ္ဆာသောမနတံတဲ့နော်လောကကြီးထဲမှာဒီခန္ဓာနဲ့ဖြစ်ဖြစ်ဘယ်အရာဝတ္ထုနဲ့ပဲဖြစ်ဖြစ်အ
ပိဿာလို့ဆိုတဲ့လောဘဖြစ်မသွားအောင်တန်နိုင်ဆုံးထိမ့်သိမ်းရမယ်ဒေါမနတလို့ဆိုတဲ့စိတ်မချမ်းသာမှုတွေဖြစ်မသွားအောင်ထိမ့်သိမ်းရမယ်အဲ့ဒီတစ်ခုကိုလုံနိုင်ပြီဆိုလို့ရှိရင်တကယ်ထာဝရငြိမ်းချမ်းရေးတစ်ခုကိုဒါငြိမ်းချမ်းရေးအစစ်ကိုဦးဇင်းတို့တွေရရှိကြမှာဖြစ်တယ်အေးဒါကြောင့်ဒီနေ့ဦးဇင်းတို့ပြောချင်တာကလူတွေကောနတ်တွေကောမြမာတွေကအစားပေါ်တွေအားလုံးကဒီသာသမီနဲ့ပတ်သက်ပြီးတော့ပြောစရာလို့မြင်တယ်မှန်ပါတယ်ကာမဂုဏ်အာရုံတွေနဲ့ပတ်သက်ပြီးတော့ပြောစရာလို့မြင်တယ်မှန်ပါတယ်ဒါပေမဲ့သူ့ရဲ့နောက်မှာဆင်းရဲတွေအကြီးကြီးရှိနေသေးတယ်ဆိုတာမြင်ဖို့လိုအပ်တယ်မို့အဲ့ဒီလိုမြင်ဖို့လည်းပဲဦးဇင်းတို့မြတ်စွာဘုရားရဲ့ဓမ္မတွေကိုနိုင်ယူကြရတာဖြစ်တယ်မြတ်စွာဘုရားရဲ့ဓမ္မကိုသင်ယူတယ်ဆိုတာကိုယ့်ရဲ့အသိပညာတွေကိုဖြည့်ဆည်းနေတာဖြစ်တယ်ပေါ့နော်လောကဓာတ်နဲ့ကြုံရတဲ့အခါမှာရင်ဆိုင်တတ်ဖို့အတွက်မြတ်စွာဘုရားရဲ့တရားတွေကိုဦးဇင်းတို့တွေကနာယူကြရတာသင်ယူကြရတာဖြစ်တယ်ဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကွာဓမ္မမိတ်ဆွေများအားလုံးတို့ဟာမိမိတို့ပိုင်ဆိုင်နေကြတဲ့ခန္ဓာ၅ပါးမိမိတို့ပိုင်ဆိုင်နေကြတဲ့သာသမီဥစ္စာတွေအားလုံးပေါ်မှာဒါတွေအားလုံးဟာတို့တစ်ချိန်ချိန်ကြားလို့ရှိရင်သူကမဆုံးလို့ရှိရင်ကိုကဆုံးရမှာပဲနော်ရှင်ကွဲမကွဲကွဲချင်းတေကွဲတော့ကွဲရမှာပဲဒါတွေအားလုံးဟာတို့အတွက်ဝမ်းနေဖို့အတွက်အကြောင်းတရားတွေဖြစ်တယ်လို့ဒါကိုစီကိုငါသဘောပေါက်နားလည်ချပြီးတော့တကယ်ငြိမ်းချမ်းမှုအစစ်ကိုရရှိနိုင်အောင်ကိုစီကိုငါစ조사အားထုတ်နိုင်ကြစေကုန်ရတည်း